ရဲ့နေနင်းနေကြနေပြီနင်းနေကြနေပြီထားတော့ဂျူပီတာထားတော့လောက်ပါဂျူပီတာထားတော့အပြင်မှာနင်းနေကြနေပြီဝိန်းနင်းချနေပြီကလိုက်ထားတော့လာပါခလိုက်ရဲ့ငါတို့မနေ့စာမင်းများစားကြမယ်လေပြီးရင်နင်းနဲ့တောက်ကစားကြမယ်လေဒီနင်းတွေကိုချစ်လိုက်တာယေငါတို့ရဲ့နင်းလူသားလာလေးရတော့မယ်သူ့ကိုမမတို့မွန်လာဦးနေအကြီးနဲ့နှာခေါင်းလုပ်ပေးကြမယ်လေမမတားလဲနင်းလူသားကိုလုပ်ပေးမယ်နင်းထဲမှာလောက်ရတာတိတ်ပျော်ဖို့ကောင်းတာပဲမမဟုတ်တယ်တော့မမဟုတ်တယ်တော်တော်လေးပါနော်ဟုတ်တယ်မလားခလိုက်နင်းကအကောင်းဆုံးပဲအဲ့ဒါအရန်အေးတာလှပြီးတော့အေးတယ်မမလူနာနင်းတွေကဘယ်ကားလာတာလဲကောင်းခင်ကလားဒါပေမဲ့ကောင်းကင်ကနှင်းကိုဘယ်လိုလုပ်တာလဲမမထင်တော့အပေါ်မှာတစ်ခုခုရှိနေတာဖြစ်နိုင်တယ်မေကွန်ကောင်းမဲ့ဂျူပီတာကောင်းကင်ကလည်းနင်းနေဘယ်လိုကြလဲဆိုတော့သိချင်လိုက်တာဒါကိုသိအောင်လုပ်ရမယ်ဘာတွေဖြစ်နေတာလဲဒါပါဆိုလိုတာလေမြင်ဘူးများအလုံးနေမှာအကောင်းဆုံးဖြစ်မယ်ဘာတွေဖြစ်နေတာလဲအဖြေကိုရှာဖွေစေဒါတွေဘာကြောင့်လဲဆိုတာသိမှရလိမ့်မယ်နင်းကအေးတဲ့သဲတွေလိုပဲဟုတ်တယ်အဲ့ဒါခဲနေတဲ့သဲတွေပဲဖြစ်ရမယ်သိချာကြည့်လိုက်ကြရအောင်နင်းတွေကတကယ်ခဲနေတဲ့သဲတွေလားဆိုတာကိုမှန်ဘလူးနဲ့ကြည့်ပြီးတော့အဖြေရှာလို့ရကြမယ်ထင်တယ်နော်ဒီအတွေ့အကြုံကပျော်ဖို့ကောင်းပါပဲဝေါဒါကအံ့ဩဖို့ကောင်းလိုက်တာဒါလည်းကြည့်ရှင်တယ်နင်းပွင့်တွေရဲ့ပုံစံတွေကိုကြည့်ကြည့်လေအဲ့ဒါတွေကအားလည်းရတုံးကမမေအလှဆင်တဲ့ဟာနဲ့တူတယ်အဲ့ဒါတွေကကျဲပုံစံလိုမျိုးပဲနော်ပြီးတော့အဲ့ဒီပုံမှာပုံစံလေးတွေအမျိုးမျိုးပဲတွေ့လားအံ့ဩဖို့မကောင်းလားဒီနင်းပွင့်ကိုတဝက်ချိုးလိုက်မယ်လေဒါဆိုအထဲမှာဘာတွေပါလဲဆိုတာတွေ့ရလောက်တယ်အထဲမှာသဲရှိရင်နင်းပွင့်တွေကသဲတွေနဲ့လှုပ်ထားဆိုတော့သိရမယ်လေလွယ်လေးပဲအကောင်းဆုံးပဲတော်ခလိုက်ကဲနင်းပွင့်တွေထဲမှာသဲတွေကိုတွေ့လားမတွေ့ဘူးတကယ်တော့နှင်းပွင့်ထဲမှာဘာမှမရှိဘူးလေအဲ့ဒါနှင်းမယ်ဒါကြည့်ကျင်တယ်နင်းကသဲတွေခဲသွားတာမဟုတ်ရင်ဘာဖြစ်မလဲရေခဲနဲ့ရေခဲလိုမျိုးပေါ့နှင်းကမိုးစက်တွေခဲတာမျိုးများလားဆိုတာသိချင်လိုက်တာမိုးစက်တွေခဲတာလားရေခဲမုတ်လို့လားအရသာပါတဲ့မိုးရေခဲမုတ်မျိုးလားနင်းကပါလဲပြောပါဦးမစ္စတာနှင်းပွင့်သူငါတို့ကိုပြောပြနိုင်မယ်မထင်ဘူးဒါပေမဲ့သူဘယ်လိုပြောပြနိုင်လဲဆိုတာတော့သိတယ်ငါတို့နှင်းပွင့်လို့သဘောထားလိုက်ကြမယ်လေငါတို့နှင်းဖြစ်တော့မယ်အကောင်းဆုံးပဲငါတို့ကနှင်းမွင့်နေလို့မထင်ဘူးနော်ငါတို့တွေကတိမ်တွေလိုပဲလေငါတကယ်ကိုအေးလာပါပြီအဲ့ဒါဟုတ်တယ်အခုအရင်အေးလာပြီလေဟေးငါတို့နှင်းဖြစ်ပြီးအကောင်းဆုံးပဲ
ဝေါငါတို့ကတိမ်တွေဖြစ်နေရုတ်တရက် ငါတို့ကနှင်းနေဖြစ်သွားတာလေ ဝေါငါတို့အမြင့်ကြီးပဲ ဒီအပေါ်မှာအေးလဲအေးတယ် အဲ့ဒါကြောင့်ငါတို့ကနှင်းပွင့်နေဖြစ်သွားတာလို့ထင်နေလားဘာလို့လဲဆိုတော့ဒီပေါ်မှာရမ်းအေးလို့လား ဂျူပီတာကရေခဲပင်နဲ့တူနေရနော် မင်းကပန်းပွင့်နဲ့တူတယ် လူနာမမကျဲနဲ့တူနေတယ် အဲ့ဒါလှလိုက်တာငါရဲ့ထိတ်တွေကိုကြည့်ပါဦး ကြည့်ဒါလဲထိတ်မှာကျဲလေးလိုချင်တယ်အဲ့ဒီနေပွင့်လေးကလှလိုက်တာ ကျေးဇူးပဲကွာအေးကြည့်ရတာငါပုံစံတော်တော်ပြောင်းသွားတယ်ကွာအကိုင်းလှလှကြီးတွေနဲ့တကယ်ကိုလုံးဝအသေးစိတ်ပဲကွာ ဒါပေမဲ့မင်းရဲ့အခွေးတွေကဘာလို့အရန်ကြီးသွားတာလဲ ငါ့ကိုအရန်ဆူထိုင်းပြီးအရန်အေးတဲ့ချိန်မှာမွေးလို့ပေါ့ကွာ ငါ့ကိုအရန်ဆိုထိုင်းပြီးအရန်အေးတဲ့ချိန်မှာမွေးလို့လေ ငါလည်းတိတ်မဆိုထိုင်းတဲ့နေမွေးတာပဲခလေးတို့ရဲ့ပြီးတော့အေးလည်းမအေးဘူးလေ အဲ့ဒီနှင်းပွင့်တွေကအရန်ကိုစိုးထိုင်းတဲ့နေ့မှာမွေးတာသိကြတယ်နော်အရန်ရောင်စိုးထိုင်းတဲ့နေ့ပေါ့ ပြီးတော့အရန်အေးတဲ့နေ့မှာပေါ့ ဒါဆိုတာပဲပေါ့ ဒါပဲအဲ့ဒါပါလေ နှင်းပွင့်ရဲ့ပုံစံနဲ့အရွယ်စားကစိုးထိုင်းမှုပေါ်မှာမူတည်ရဲ့တနည်းအားဖြင့်ပြောရရင်လေကဘလောက်စိုးထိုင်းလဲဘလောက်ထိအေးလဲပေါ့ အဲ့ဒါကြောင့်ငါတို့အားလုံးပုံစံကွဲနေတာပေါ့တိကျတဲ့အတိုင်းတူတဲ့နှင်းပွင့်မရှိဘူးလေ မင်းတို့မြင်တဲ့အတိုင်းပဲငါလိုလှတဲ့နှင်းဝင်နှစ်ခုမရှိဘူးကွာဒါကိုအားလုံးသဘောတူမယ်ထင်ပါတယ် မဟုတ်တာငါတော့အဲ့ဒီလိုမထင်ပါဘူးဒီမှာငါကမှအလှဆုံး ဒီမှာစိတ်တော့မကောင်းပါဘူးဒါပေမဲ့ဒီမှာငါလောက်လှတဲ့လူမရှိဘူးလေ ငါထင်ငါလောက်ထားတဲ့ငါနှင်းမွေးကတကယ်ကိုလှတာနော်ငါမှပဲဖန်သားအမိရှိတာဘယ်သူမှမမြင်ဘူးလေငါတယောက်ပဲရှိတာ ဒါကရောငါရောလှလား မင်းတို့အားလုံးကအရန်လှရဲ့နှင်းပွင့်လေးတွေပဲဒါပေမဲ့နှင်းပွင့်တွေကဘယ်ကနေဖြစ်လာတာလဲ နေ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 ငါတို့နေပွင့်နေ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 ငါတို့နေပွင့်တွေပါနေ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 ပွင့်လေးများကောင်းနေပါဒါတိမ်တွေချလို့လားတကယ်ဆိုတော့ကအေးကြတယ်တကယ်ကိုအေးကြတယ်ရေပွင့်လေးတွေတိမ်ထဲမှာနေပွင့်လေးတွေဖြစ်ခဲ့ဖို့နေကြဖို့အတွက်သိမကြပုံစံတူတဲ့နေပွင့်များနာမည်မျိုးရွယ်ဆောင်မျိုးနဲ့ပုံစံတဲ့လေးများအလုံးလေးပေါ်မူချီခဲ့တော့လေဒီထဲမှာရေဘလောက်ပါလဲငါပြောသလိုပေါ့ နေ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 ငါတို့နေပွင့်နေ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 ငါတို့နေပွင့်တွေပါနေ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 ငါတို့နေပွင့်နေ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 ငါတို့နေပွင့်တွေပါနေနေနေ အဲ့ဒါနှင်းကြတော့မဲ့ပုံနဲ့တူတယ် ငါတို့တွေနှင်းဖြစ်တော့မှာလားဂျမမအတွက်ဘဝမှာအကောင်းဆုံးတွေ့ကြုံတစ်ခုပဲ နှင်းကြနေပြီเย้ ဒါဆိုနှင်းနေရဘလို့ကြလာလဲတိမ်ကနှင်းပွင့်နေအများကြီးနဲ့ပြည့်နေရပဲလေအရန်ပျော်ဖို့ကောင်းတာပဲနှင်းနေအများကြီးကြလာပြီလေ နင်းဖြစ်ရတာပျော်ဖို့ကောင်းတယ် မမတို့တွေတင်းကြောက်ပြဝတ်တစ်ခုခုလောက်ကြမယ်လေသိပြီအဲလစ်အီဂိုနဲ့ထွန်ကိုလာကြည့်ဖို့ဖိတ်ကြရအောင် တားကနှင်းမွေလေးလုံမယ်တားကအခိုင်းတွေအများကြီးနဲ့နှင်းမွေလက်လာကြီးတစ်ခုဖြစ်ချင်တယ် ချာရာဟယ်လိုငါကနှင်းပွင့်လေလူနာပါ ဟိုင်းနှင်းပွင့်လေးလူနာ ဒီပြပွဲလေးကကြည့်ကျင်စရာလေးကွာ တားကနှင်းမွေဂျူပီတာ ဟိုင်းနင်းပွင့်လေးဂျူပီတာ ငါတို့ကဟိုးမြင့်ကြီးကတိမ်တွေပေါ်ကကျလာတာမင်းတို့သိလား ပြီးတော့အရန်ကိုအေးတယ်ဘာလို့လဲဆိုတော့မအေးရင်နှင်းမဖြစ်နိုင်ဘူးမဟုတ်လားဂျူပီတာ ဟုတ်တယ်နေပလီမြကောင်းကင်မှာဒါတိမ်တွေချလို့လားတကယ်ဆိုတော့ကအေးကြတယ်တကယ်ကိုအေးကြတယ်ရေဝင်လေးတွေတိမ်ထဲမှာနေပလီတွေဖြစ်ခဲ့ဖို့နေကြဖို့အတွက်သိမကြပုံစံတူတဲ့နေပွင့်များအမေမေဆာမျိုး
တဲ့ပုံစံတွေများအားလုံးလိုက်ရဲ့ပုံမူချီခဲ့တော့လေးလေးထဲမှာရေဘလောက်ပါလဲရေဘလောက်ပါလဲ ဟေးနှင်းကြနေပြီ နင်းဘောလုံးလုံးရအောင် ဒါမှမဟုတ်ငါတို့လူနာရဲ့ဆွတ်ဖားစီးလို့ရတယ်လေ ပြပွဲကတိတ်ကောင်းတာပဲ ကျေးဇူးတင်ပါတယ်အဲလစ်ရေ ဒီမှာနှင်းပွင့်ကျဲလေငါနှင်းအတွက်ယူလာပေးတာကြားရဲ့လား ဂျာတိတ်လာတာပဲဖြူဖွေးပြီးတော့တော်တော်လာနေတာ ဟုတ်တယ်နှင်းနေရဘာလို့အမြဲဖြူနေရလဲသိချင်လိုက်တာဟဲ့ ဘာလို့လဲဆိုတော့တိန်နေရဲ့အယောင်ကြောင့်လားလာအဲလစ်လောက်ပါလူနာငါတို့တွေရှော့စီးဖို့အတွက်လမ်းကြောင်းလေးလုံးကြမယ်လေ ငါရင်သွားမယ် အဲလစ်ငါ့ကိုစောင့်အောင် နင်းကအမြဲဘာလို့ဖြူနေရလဲဆိုတာကိုသိချင်လိုက်တာတကယ်ပဲတိမ်တွေကဖြူလို့များလားမိစ္ဆာမိကုနဲ့အများကြီးပဲလာ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 လူနာလူနာလူနာလ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 ူနာမိကုလေးတွေမေးလိုက်ကြမယ်စူးစိုက်ရင်းနဲ့ခွဲအောင်မိကုမိကြမယ်ဒီလိုများကခွဲဘယ်လို